လို့ပြောပြပါတယ်ဒီတော့တရားစွဲဖို့အချိန်နီးကပ်လာလေလွန်မြောက်မယ်လို့ဂျုံကြီးချက်ပြင်းပြလာလေဖြစ်တဲ့ဟာမန်ကော်ရင်ဟာပိုရင်းနှီးဖို့နီးလန်းရှာမဲ့အနေနဲ့ရူဒိုဟတ်စ်ကိုအသုံးချမယ်လို့ဆိုပါတယ်ဟစ်တလာနဲ့ကော်ရင်ပြီးရင်တတိယမြောက်ဆက်ခံမဲ့ရူဒိုဟတ်ဆိုတာဟစ်တလာရဲ့မိုင်းခတ်စာအုပ်ကိုကူရေးပေးခဲ့တဲ့အယုံကြည်ရသောနောက်လိုက်တစ်ယောက်ဖြစ်ခဲ့ပြီးထောင်ထဲကကော်ရင်ကိုမြင်တာနဲ့နာသီအလေးပြုံပြင်းနေသူဟာသူ့ထောင်ထဲမှာဒီလိုလာမလို့ရန်ကာနယ်ကတတိပေးပါတယ်1941မေလ10ရက်နေ့တုန်းကဥရောပနဲ့ရုရှားစစ်မျက်နှာအတွက်ဟစ်တလာအကြိတ်ရိုက်နေတဲ့ကာလမှာဟစ်တလာကိုမျက်နှာလှုပ်ချင်တဲ့ရူဒော့ဖ်ဟာဗြိတိန်ကိုလေယာဉ်နဲ့တယောက်တည်းပြန်တန်းသွားခဲ့ပြီးဂျာမနီနဲ့ဗြိတိန်ကြားငြိမ်းချမ်းရေးဆွေးနွေးဖို့ကြိုးစားခဲ့ပြီးမဲ့စကော့တလန်လယ်သမားတွေဝိုင်းတွေ့တာခံခဲ့ရပြီးနောက်ဝေစတန်ချာချီကိုထုတ်ပယ်ကရုရှားကိုအတူတိုက်ထုတ်ပြီးနှစ်နိုင်ငံငြိမ်းချမ်းရေးအတွက်လာတဲ့ဆိုတဲ့ဒီဥရဖားရကိုဗြိတိန်အစိုးရကဖမ်းဆီးခဲ့ပါတယ်ဖမ်းဆီးခံနေရတဲ့ကာလမှာအတိတ်မိတ်တင်အောင်ဆောင်ခဲ့တဲ့ရူဒော့ဖ်ဟာ1945ဇူလိုင်လနောက်ပိုင်းကျမှချက်ချင်းယောဂတက်တာသွားပါတယ်မိတ်ဆွေဟောင်းတယောက်ကိုသူရှိရထံခေါ်လာတဲ့ကိစ္စမှာသူ့အတွက်ဘာအကျိုးမြတ်ရှိမလဲဆိုတဲ့ကော်ရင်ကသူ့မိန်းမနဲ့သမီးထံစာပို့ပေးဖို့တောင်းဆိုတဲ့အခါရူဒော့ဖ်နဲ့အရင်တွေ့ပြရမယ်လို့ဆိုပါတယ်အဲ့ဒီနောက်အတိတ်မိတ်တင်အောင်ဆောင်ခဲ့တဲ့ရူဒော့ဖ်ကိုသူ့ကိုမှတ်မိလာမရင်မင်းရဲ့ငါရဲ့အဒေါ့ဖ်ရဲ့ဟာအင်မာယာတစ်ခုကိုအုပ်ချုပ်ခဲ့တာလို့ပြောပြတော့တငယ်ချင်းဖြစ်နိုင်ခဲ့ပေမဲ့သူမမှတ်မိတော့ဘူးလို့ဖြေတဲ့ရူဒော့ဖ်ဟာလိန်နေတာဖြစ်ပြီးထောင်ထဲရောက်ခသားမှာတော့သူ့ကိုအလေးပြုခဲ့သေးတယ်လို့ပြောပြပါတယ်အဖြေမရပေမဲ့သဘောတူညီချက်အတိုင်းဂေါ်ရင်ရဲ့ဇနီးနဲ့သမီးထံစာပို့ပေးဖို့ထွက်လာကြပြီးကြိုတင်စုံစမ်းထားတဲ့ဟောင်ဝီကလိုက်ပို့ပေးပါတယ်မိဘတွေမကြိုက်လို့ဆေးလိပ်မတောက်ပေမဲ့ဆေးလိပ်ဘူးအမြဲဆောင်ထားတဲ့ဟောင်ဝီကအရာရှိတွေနဲ့ပေါင်းတင်ရအဆင်ပြေအောင်ဆောင်ထားကြောင်းရဲ့စစ်ကြီးပြီးသွားရင်ပြန်တောက်မယ်ဆိုတာကြောင့်စစ်ပွဲကပြီးသွားပြီလို့တတိပေးတဲ့အခါတိတ်မလို့တော့ပါဘူးလို့ဖြေပါတယ်ဂေါ်ရင်ရဲ့မိမထံရောက်တော့သူဟာထောင်ထဲကစိတ်ကြမ်းမာရေးဆရာဝန်ဖြစ်ကြောင်းနဲ့ဂေါ်ရင်ကစာပေးခိုင်းလိုက်ကြောင်းအသိပေးတဲ့အခါသူနေကောင်းရဲ့လားလို့မေးပါတယ်သမီးဖြစ်သူအတာကသူ့အဖေတငယ်ချင်းဆိုတဲ့ကယ်လီကိုပြေးဖက်ပြီးအဖေနေကောင်းရဲ့လားမေးနေရကြောင်းသမီးအတွက်လည်းစာပါတယ်လို့ပေးလိုက်ပါတယ်ထိုအိမ်ကပြန်ကန်ဒီအမီကအပြေးလိုက်လာကစာယူသွားပြီးပါဆိုတာနဲ့အပေါ်ကချောင်းကြည့်နေတဲ့ကလေးကြောင့်ယူလာခဲ့ပါတယ်အချင်းတော်ရှေ့ပြန်ရောက်လာချိန်သတင်းသမားတွေအပြည့်ရောက်နေလို့ဘာဖြစ်တာလဲမေးတော့တရားခံတွေကိုတရားစွဲတော့မဲ့အမိတ်ကြလာကြောင်းကာနယ်ကအသိပေးကပထမဆုံးဟာမန်ကော်ရင်ကိုမဟာမိတ်၄နိုင်ငံမှာငြိမ်းချမ်းရေးချိုးဖောက်မှုစစ်ရသွေးမှုလူသားမျိုးနွယ်ပေါ်ကျူးလွန်မှုနဲ့ဘူပေါင်းကြံစည်မှု၄မှုတို့ဖြင့်တရားစွဲမဲ့စွဲချက်မိတူပေးရပါတယ်နောက်ထပ်စထရိုက်ကာကိုလည်းထိုတိုင်းသိပေးပြီးဒေါက်တာရောဘတ်လေးထံရောက်လာတော့သူဘသူ့ကိုမှမတတ်ခဲ့ကြောင်းတုံလုံးစွာညင်းနေရမို့စိတ်အေးအောင်ဝင်ထိန်ပေးခဲ့တဲ့ကယ်လီပါအထိုးခံခဲ့ရပြီးသူ့ကိုရာဇဝတ်သားလို့ဆက်ဆက်မနေပဲပြစ်တက်လိုက်လို့တောင်းကြနေပါတယ်ညဘက်ဒဏ်ရာကိုခြေခဲကတ်နေတဲ့ကယ်လီထံရထားပေါ်မှာတွေးခဲ့တဲ့လီလာကလျှို့ဝှက်မရှင်ဘလို့နေလဲမေးကသူမဟာနာဇီခေါင်းဆောင်တွေကိုဆွဲချက်တင်မဲ့ကိစ္စအတွက်သတင်းတောက်တွေနဲ့လာတာဖြစ်ကြောင်းရှင်းပြရင်ဒီမျိုးဟာကမ္ဘာအကြီးကျယ်ဆုံးပြပွဲဖြစ်လာတော့မှာမို့ပြင်ဆင်ထားရန်မှာသွားပါတယ်အဲ့ကျဲဆမ်းမိတဲ့စာကိုဂေါ်ရင်ထံသွားပြီးတဲ့အခါခြေသူတင်ပါတယ်လို့ဆိုပါတယ်ရာသူနှစ်ရဲ့အကြီးကျယ်ဆုံးတရားခွင်ဖြစ်လာမဲ့ပွဲအတွက်လူတွေစုဝေးရောက်ရှိနေကြပြီးနာဇီခေါင်းဆောင်တွေကိုတရားခွင်ထံခေါ်ဆောင်မဲ့ဥမင်နိုင်ကောင်းတစ်ခုဆောက်လုပ်ထားတဲ့အပြင်ပြန်လည်မုန်းမှန်နေတဲ့တရားရုံးမှာဟစ်တလာကိုချစ်မြတ်နိုးတဲ့ဂေါ်ရင်ရဲ့အပေါင်းပါတွေနဲ့မဟာမိတ်တို့ကြားဘသူအနိုင်ရပြီးဘသူလွတ်မြောက်သွားမလဲလို့ထုတ်လွှင့်နေပါတယ်ဂျက်ဆင်တို့ဘက်မှာတော့1940တုန်းကနာဇီတို့ဒိန်းမတ်နဲ့နော်ဝေးကိုကျူးကျော်ခဲ့တဲ့ဝက်ဆာရူဘန်စစ်စင်ရေးဟာဗြိတိန်တို့ကနော်ဝေးကိုကျူးကျော်မှာစိုးရင်လို့ဂျာမန်တို့ကလက်ဦးမှုယူခဲ့တဲ့ဆိုတဲ့ရည်ရွယ်ချေပမှုဟာမတ်စဝဲဖိုက်ကတော့သူတို့ဘက်ကနာဇီရန်ကိုဟန့်တာဖို့နော်ဝေးမှာစစ်ကန်ချမဲ့ယူရချက်ရှိခဲ့မှုကြောင့်ထောက်ပြပါတယ်ဒါကြောင့်စာရွက်စာတမ်းသက်သေတွေအသေးအံစုဆောင်းနေတဲ့နာဇီရှင်းတွေဘယ်ခြေလန်းလန်းနေတယ်ဆိုတာကိုသိကျင်တဲ့ဂျက်ဆန်တယောက်ဒေါက်တာကယ်လီနဲ့တွေ့တွေ့ပါတယ်ကမ္ဘာကြီးဆုံးအားကစားကွင်းဖြစ်ဖန်တီးထားတဲ့ဒီနေရာမှာဟစ်တလာဟာလူစုလူဝေးနဲ့နာဇီပါတီတစ်ခုလုံးကိုနှစ်ဆင့်မိတ်ကွန်ပြောခဲ့ပြီး1939တုန်းကဂျူးလူမျိုးတွေအပေါ်ခွဲခြားဆက်ဆံဖို့ဖိနှိပ်အနိုင်ကျင့်မှုအတွက်နုရင်ဘတ်ဥပဒေကိုကြေညာခဲ့တဲ့နေရာလည်းဖြစ်ကြောင်းပြောပြပါတယ်ဂျူးလူမျိုးတွေကိုနိုင်ငံသားအဖြစ်ရုပ်သိမ်းရင်ဂျာမန်နဲ့ဂျူးလက်ထပ်မှုကိုတားမြစ်ခြင်းဖြင့်မျိုးရိုးဗီဇညဉ့်ညံ့မှုကိုကာကွယ်ရန်ဥပဒေအပြင်ဈေးရုံတရားကူတာခွင့်စာတင်ကျောင်းနဲ့ဗန်းကြံကမ်းခြေတွေကိုဂျူးလူမျိုးမလာရဆိုတဲ့အရာအလုံးကိုဒီမြေကြီးပေါ်မှာကြေညာခဲ့တဲ့ဆိုတဲ့တရားသူကြီးဟာသူ့စီကဘာလို့ကျင်လာလဲလို့မေးပါတယ်ကယ်လီရဲ့အကျဉ်းသားလူနာတွေသူတို့ရှင်းတွေကိုဘာပြောခဲ့တယ်တရားခွင်မှာဘလို့ခုခံမလဲဆိုတဲ့စကားတွေကိုနိုင်ငံအတွက်တာဝန်ကြီးအောင်ထောက်လှမ်းခိုင်းမိမယ်ကယ်လီကတော့ဆရာဝန်နဲ့လူနာကြားကတက်ဆာကိုမဖောက်ပြတ်လို့တဲ့အတွက်မတမာတဲ့နီးလန်းတွေနဲ့အလုရှုပ်ခံနေမဲ့အစားလူတိုင်းလူချင်းတို့ဘာလို့သူတို့ကိုပြစ်မတက်လိုက်တာလဲလို့ပြန်မေးပါတယ်ပြီးခဲ့တဲ့ပရမကဘာစစ်ကြီးတုန်းကသူတို့ဟာဂျာမနီကိုဒူးထောက်သိက္ခာချခဲ့ပြီးဂျာမန်တွေမတက်နိုင်တဲ့ရော်ကြီးမတန်တဆနဲ့ပြည်နှိပ်ခဲ့တဲ့အမုန်းတရားကြောင့်ဆယ်စုနှစ်နှစ်ခုအကြာမှာကဘာကိုသိမ်းပိုက်မဲ့နိုင်ငံပြန်ဖြစ်လာခဲ့ပါတယ်အခုတစ်ခါသူတို့သာမှန်မှန်ကန်ကန်နဲ့အဆုံးမတတ်နိုင်ခဲ့ပဲနောက်15နှစ်လောက်မှအင်အားကြီးနိုင်ငံထပ်ဖြစ်ခွင့်ပေးလိုက်ပါကမဟာမိတ်တွေတတိယကြိမ်အနိုင်ရဖို့မသေးကြနိုင်ကြောင်းအသိပေးပါတယ်ဒီတိုင်းပြစ်တက်ဖြည့်ရှင်းလိုက်တာကတရားခံတွေကိုဂျာမနီရဲ့သူရဲကောင်းအဖြစ်ရုပ်ထုတွေဂုံပြူတချင်းတွေနဲ့ဖော်ကျူးမှုတွေအဖြစ်မခံနိုင်တဲ့အတွက်ဟာမန်ကော်ရင်ဘာတွေလုပ်ခဲ့တဲ့ဆိုတာကဘာကိုချပြနိုင်မှသာ
ဒါမျိုးတွေထပ်ဖြစ်မလာမှာလို့ဆိုပါတယ်